အင်ချမ်မြေကိစ္စတွေနဲ့ပတ်သက်ပြီးအခုလိုသတင်းမျိုးစုံထွက်နေတဲ့အချိန်မှာကြားဖြန်လို့ပြောရမယ်လိမ်လည်မှုကြီးတွေအခုခစ်စားနေပါတယ်အဲ့ဒါလေးသတိထားမိအောင်ကျွန်တော်ပြောပြပေးချင်ဖြစ်စဉ်ကဒီလိုဗျသူတို့ဘယ်လိုလိမ်ညာလဲဆိုတော့ပြောမယ်ဆိုရင်အခုအခါမှာရောင်းတဲ့လူဘက်ကတိုက်ခန်းတစ်ခန်းကိုဥမာ1100နဲ့ရောင်းမယ်လို့သူကကြော်ညာလိုက်အဲ့ဒီအခါမှာဝယ်မဲ့လူတချို့ကရောက်လာကြလူ3ယောက်ပေါ့ဗျာဒါဘယ်သူရဲလို့ကျွန်တော်မပြောတော့ဒါလူမှုကွန်ရက်မှာလည်းတော်တော်လေးပြတ်သွားပါတယ်ဒါလူ3ယောက်ရောက်လာကြလူ3ယောက်ရောက်လာကြပြီးတော့ကျွန်တော်တို့ဒီတိုက်ခန်းဝယ်ခြင်းပါတယ်ကျွန်တော်တို့ရောက်မှာအခုလိုအချိန်ခါဒီလိုအင်ချမ်မီနဲ့ပတ်သက်ပြီးရှုပ်ထွေးနေတဲ့အချိန်မှာဒီလိုအခွန်ကိစ္စတွေဘာဒီညာတွေပေါ့ဗျာဒါတွေဖြစ်နေတဲ့အချိန်မှာလူ3ယောက်ရောက်လာပြီးတော့ကျွန်တော်တို့ဒီတိုက်ခန်းကိုဝယ်ခြင်းပါတယ်အိမ်ဆိုလဲအိမ်ပေါ့ဗျာဒါမျိုးဝယ်ခြင်းပါတယ်ရောက်လာကြပြီးတော့ဒီ1100ဆိုတဲ့ဈေးကိုဈေးစစ်လိုက်တဲ့အခါမှာ1100နဲ့အယောင်းဝယ်ဖြစ်သွားတယ်ဖြစ်သွားတဲ့အခါကျတော့အဲ့ဒီဝယ်မဲ့လူကဒီရောင်းတဲ့အိတ်ရှိကိုဒီကျွန်တော်အခုလက်ထက်မှာ3500ပါလာပါတယ်ကျွန်တော်3500စေရန်ချထားခဲ့ပါမယ်ဆိုပြီး3500ပေးခဲ့တော့အေရှာလည်းလက်မှတ်ထိုးသဘောတူလိုက်ကြတာပေါ့ဗျာနောက်တစ်လလောက်ဆိုရင်ကျွန်တော်ဝယ်ပါမယ်ဆိုပြီးသဘောတူခဲ့ကြပြီးတော့ဂျီဂျီနဲ့စာချုပ်ယူသွားပြီးထွက်သွားကြတယ်ပေါ့ဗျာအဲ့ဒီလူ3ယောက်ပြန်သွားပြီးတဲ့အခါမှာနောက်2ရက်3ရက်လောက်ကြာတဲ့အခါမှာအဲ့ဒီအဖွဲ့တွေကပဲသူတို့အဖွဲ့ပေါ့ဗျာပထမဆုံးတော့ဝယ်လိုက်တဲ့အဖွဲ့တွေကပဲနောက်ထပ်တအုပ်စုရောက်လာကြတယ်နောက်ထပ်လူ2ယောက်ပေါ့ဗျာမိမ1ယောက်လည်းပါတယ်လို့သိရအဲ့ဒီလူ2ယောက်ကရောက်လာကြပြီးတော့စောစောတုန်းကတိုက်ခန်းကိုကျွန်တော်တို့ဝယ်ချင်းနေတာပါဒီနေရာလေးကအရင်ကျွန်တော်တို့လိုချင်တဲ့ဒီနေရာလေးဖြစ်နေပါတယ်ကျွန်တော်တို့အလွန်ကြိုက်ပါတယ်ဆိုတော့ရောင်းတဲ့လူကဒီအခန်းကိုကျွန်တော်ရောင်းပြီးသွားပြီအခု3000နဲ့ကျွန်တော်ဈေးတက်ပြီးတော့အခု10ရန်အောင်ယူပြီးတော့ရောင်းပြီးတော့ပြီကျွန်တော်အခုခမရကိုရောင်းလို့မဖြစ်တော့ဘူးလို့ပြောတော့မဟုတ်ပါဘူးဗျာကျွန်တော်အရင်လိုချင်ပါတယ်ဆိုတော့နောက်ဆုံးကြတော့သူကဈေးပို့ပေးတယ်ဗျကဲအဲ့ဒါဆိုရင်ဗျာကျွန်တော်ရောင်းပါ2ဆပေးပါမယ်ကျွန်တော်2000ပေးပါကျွန်တော်ရောင်းပါဆိုပြီးအတင်းအားမှာဝယ်တဲ့ခါကျတော့ရောင်းတဲ့လူဘက်ကစဉ်းစားပြောဗျာစောစောက3000နဲ့သူရောင်းပါတဲ့အခု3000နဲ့ရောင်းမယ်ဆိုသူအများကြီးပြတ်ဆိုတော့ဒီလူက3000နဲ့ဝယ်မယ်ဆိုရင်ဒါဆိုရင်တော့ငါအခြေအနေမစိုးဘူးအိုလူကိုငါရော်ပေးလိုက်ရင်တော့ပြီးတာပဲဆိုတော့ကဲအဲ့ဒါဆိုရင်လည်းခမရကိုရောင်းမယ်ဗျာအိုလူကိုတော့ကျွန်တော်မရောင်းတော့ဘူးဒါဒီလိုမျိုးဆုံးဖြတ်လိုက်မှာပေါ့နော်ဆုံးဖြတ်လိုက်တဲ့ခါကျတော့ဒီလူကကျွန်တော်အခုလက်တော်တော့300ပါလာအဲ့300ကိုခမရကိုပြီးခဲ့စေရန်ချခဲ့မယ်ပေါ့ဗျာပြီးတော့ရင်နောက်4-50ရက်လောက်ဆိုရင်တစ်ပတ်လောက်ဆိုရင်ကျွန်တော်လာမယ်အဲ့ဒီခါကျခမရကိုကျန်တဲ့ဘက်ဆန်3800ခမရကိုကျွန်တော်ပြီးခဲ့ဆိုတော့အဲ့အေရှာလဲโอเคသဘောတူတယ်ပေါ့ဗျာအဲ့တော့ तू ကဒီဒုတိယဒီဝယ်တဲ့လူပေါ့ဗျာဒုတိယဝယ်တဲ့လူကြီးကဒီ300ကို तू ကလက်ခံရယူလိုက်အေရှာဘယ်လိုစဉ်းစားလဲဆိုတော့ရောင်းမဲ့လူကဘယ်လိုစဉ်းစားလဲဆိုတော့ तू ကဒီအခုပထမဝယ်တဲ့လူကိုသူ့ရှီယာ10ရန်ယူထားတာ3500ယူထားတယ်အခုဒုတိယလူကသူ့300ပေးထားတယ်ဆိုတော့အားလုံးပေါင်း3900သူ့လက်ထက်မှာရငါတခြားနေရာကနေ300ကိုရတဲ့နည်းနဲ့အတိုးနဲ့ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာမိတ်ဆွေတွေရှီယာပဲဖြစ်ဖြစ်300ကိုဒီအပိုင်းလေးမှာငါခဏဆွဲလိုက်ခဏယူလိုက်မယ်ဗျာချီးလိုက်မယ်ပေါ့အဲ့ဒီလိုယူလိုက်ပြီးတော့ရင်အဲ့ဒီ300ရဲ့300ရဲ့300ရဲ့ပေါင်းလိုက်1000ဖြစ်သွားပြီဆိုတော့စာချုပ်တွေမှာအများအပြားအရက်ဖက်စာချုပ်တွေမှာအများအပြားချုပ်ကြတာကဒီအကယ်လို့ဒီရောင်းတဲ့လူဘက်ကပြက်ကွက်တယ်ဆိုရင်10ရန်မှာပေါ့နော်10ရန်စာချုပ်ရောင်းတဲ့လူဘက်ကပြက်ကွက်တယ်ဆိုရင်ဒီ10ရန်ရဲ့2ဆကိုရောရမယ်ဆိုတာပါတဲ့အတွက်ကြောင့်ဒီရောင်းတဲ့လူက3000ဝယ်တဲ့လူကိုပြန်ပေးရတာဒါဆိုရင်စာချုပ်ကပြီးသွားပြီပွဲပြတ်သွားပြီပေါ့ဗျာဆိုတော့ဒါစာချုပ်ဒီမှာပါတယ်ပါတာရှိပါတယ်ဆိုတော့အဲ့ဒီအခါမှာ तू ကစဉ်းစားလိုက်တယ်ငါအဲ့3000သူ့ကိုပေးလိုက်ရင်ပွဲပြတ်သွားပြီပွဲပြတ်သွားပြီးတော့ဟိုလူနဲ့ဆက်လုပ်ရင်ငါက3800ရ3800ရရင်ဒီစောစောကသူများရှီယာယူထားတဲ့300ကိုငါစောကခဏချီးရတဲ့300ကိုအဲ့ဒီလူကိုပြန်ပေးလိုက်ရင်ငါအတွက်3500ကျန်မှာပဲဆို तू ကစဉ်းစားတယ်အဲ့ဒီလို3500ရသွားရင်ငါအတွက်အမြတ်အများကြီးကျန်ပြီဆိုပြီးတော့ရောင်းတဲ့လူဘက်ကစဉ်းစားမှာစဉ်းစားတဲ့ခါကျတော့ပထမလူကို तू ကပြောတယ်ရော့ငါပွဲပြတ်သွားပြီငါအလုပ်မဖြစ်တော့ဘူးမင်းနဲ့အယောင်းဝယ်မဖြစ်တော့ဘူးရော့မင်းရဲ့10ရန်ရဲ့2ဆ3000ငါပြန်ပေးလိုက်ပြီရော့ဆိုပြီးတော့ပွဲဖြတ်လိုက်ပြီးတော့ तू ကနောက်လူကိုပြောတော့ပေါ့ဗျာနောက်လူကလာတော့မှာပဲဒီနောက်လူလာရင်တော့ငါရောင်းရတော့မှာပဲဆိုပြီး तू ကစဉ်းစားဆိုတော့အဲ့လူကတကယ်တမ်းကျတော့ရောက်မလာတော့ဆိုတော့ तू ဒုတိယလူကသူ့ကို3800ပေးရမယ့်နေရာမှာမပေးတော့ဘဲနဲ့မလာတော့ဘဲနဲ့ तू ကြာတဲ့အထိ तू ဆုံးရှုံးသွားခဲ့ဆိုတော့ဖြစ်เสียဒီလိုဗျသူတို့နှစ်ဖွဲ့စလုံးကတယောက်တစ်ဖွဲ့စီလာကြပထမ3ယောက်တစ်ဖွဲ့နောက်3-4ရက်လောက်ကြာတော့မှနောက်ထပ်2ယောက်ကတစ်ဖွဲ့ရောက်လာပြီးတော့ဒီလိုမျိုးလုံးပြဆိုတော့ဒီအနေထားမှာကြည့်မယ်ဆိုရင်ဟိုဘက်ချမ်းက2ယောက်ပေါင်းပြီးလုပ်တဲ့လူက3900ခဏဒါ for sure ပေါ့ဗျာ3900ပြလိုက်900ရဲ့200ရဲ့3900 for sure ပြလိုက်ဟိုအေရှီဘက်က300ကထပ်ပေါင်းပြီးတော့သူ့ကိုပေးလိုက်တယ်လို့ဖြစ်သွားဟိုလူကဒုတိယလူကမလာတဲ့အခါကျတော့ဟိုလူက300အပိုရရှိသွားတာဖြစ်ဆိုတော့ဒီဒုတိယဝယ်တဲ့လူကလည်းပဲ
သူ့ဘက်ကစာချုပ်ရဲ့သဘောတရားကဒီစေရန်ရဲ့သဘောတရားကဝယ်တဲ့လူဘက်ကပြက်ကွက်ရင်စေရန်အစုပ်ရောင်းတဲ့လူဘက်ကပြက်ကွက်ရင်စေရန်နှစ်ဆဆိုတာဒါအရက်ပဲစာချုပ်ဒီတိုင်းမှာပါပါတယ်ဆိုတော့ဒါဥပဒေအရကြည့်မယ်ဆိုရင်ဒါမှန်နေဗျဒါပေမဲ့အဲ့ဒီဥပဒေတို့လက်တလုံးရလုတ်ပြီးတော့အခုလိုလိမ့်နေတာတွေအများအပြားရှိနေကြပါတယ်အဲ့ဒါကြောင့်အခုဒါလေးကိုကျွန်တော်တက်ပြောတာပါသတိထားကြပါဒီလိုမျိုးအဖွဲ့လိုက်လာပြီးလိမ့်နေတာတွေရှိပါတယ်ဒါကြောင့်မလို့အခုအိမ်မဲရောင်းခြံမဲရောင်းမြေပဲရောင်းတိုက်ခန်းမဲရောင်းတဲ့လူဘက်ကနေပြီးသတိထားဖို့ဒါလေးပြောရချင်းဖြစ်ပါတယ်စောစောပိုင်းကဆိုရင်ကျွန်တော်ဝယ်တဲ့လူဘက်ကနေကျွန်တော်ပြောပါတယ်မဝယ်ကြပါနဲ့အောင်လို့ကျွန်တော်ပြောခဲ့ဘူးလားရှိပါတယ်ဒါပေမဲ့အခုတချို့လည်းဝယ်ကြတယ်ပေါ့ဗျာနောက်ပိုင်းမှာဒီအခွန်နဲ့ပတ်သက်တဲ့ကိစ္စတွေရှိလာတယ်ပြီးတော့လည်းပဲဒီတိုက်ခန်းတွေမှာစောစောပြောသလိုဒီပြောမဆိုဝစ်တော့ပေါ့ဗျာစောက်လို့ခွင့်ပါမင်းမရှိဘဲနဲ့စောက်တာတွေ BCC မရှိတာဒါတွေနောက်ဆက်တွဲတွေဇလန်းတွေအခုနောက်ပိုင်းမှာအရေးယူမှုတွေတဆင့်ပြီးတဆင့်ဖြစ်လာတယ်ဒါစောစောပြောသလိုအစမတန် HMB ဈေးကွက်တွေမြင့်တက်လာတဲ့အတွက်ကြောင့်ဒါအစိုးရဘက်ကဒီလိုမျိုးဖိအားတွေပေးလာတယ်ဖြစ်ပါအဲ့ဒီပုံမှာအခွင့်အရေးယူပြီးတော့အခုလိုဒီလိမ်ညာမှုပြောမယ်ဆိုရင်ကြားဖြန့်ပေါ့ဗျာကြားဖြန့်ဆိုတာကလည်းစောစောပြောရုံငန်းကြီးနဲ့အခုလိုထိုင်ပြီးလောက်တာမျိုးမဟုတ်တော့ဘူးဗျာအခုလမ်းပေါ်မှာရှောက်သွားပြီးတော့သူတို့အဖွဲ့လိုက်လောက်ကြတယ်အခုနောက်ပိုင်းတွေ့ရပါတယ်ဆိုတော့ဒါလေးသတိထားနိုင်အောင်လို့အလိမ်မခံရအောင်လို့စောစောပြောသလိုအရာရာစဉ်းစားပြီးလုပ်နိုင်ဖို့အတွက်ကျွန်တော်သတိပေးတဲ့အနေနဲ့ဒီ HMB လောကအခုရှုပ်နေတဲ့အချိန်မှာသတိထားနိုင်ဖို့အတွက်ကျွန်တော်သတိပေးပြောပါခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးကြပါပြီးရန်သူမျိုး၅ပါးအန္တရာယ်ကကင်းဝေးကြပါသည်အလိမ်ညာအလှည့်အပတ်တွေဂျားတွေကလည်းကင်းဝေးနိုင်ကြပါသည်လို့ထပ်ပြီးဆုတောင်းပေးလိုက်ပါတယ်